အားလုံးပဲမင်္ဂလာပါအခုပြောပြပေးသွားမယ့်အကြောင်းအရာလေးကတော့ကျွန်းပေါ်မှာတည်ဆုံသွားတဲ့မင်းသမီးရဲ့အမှုကတရားခံကိုဖော်ထုတ်ခြင်းကြောင့်ရိုက်ကူးထားတဲ့မှုခင်းရုပ်ရှင်ပဲဖြစ်ပါတယ်ရုပ်ရှင်လေးတွေကဇက်ကွန်တယောက်ကအာလီနာဖြစ်ပါတယ်သူဟာနာမည်ကြီးတရုတ်ဆောင်မင်းသမီးတယောက်ဖြစ်ပြီးကျွန်းတစ်ကျွန်းပေါ်မှာအသက်ခံခဲ့ရပါတယ်အဲ့ဒီချိန်မှာသူနဲ့အတူလာတဲ့လူတွေသူ့နာကခင်မင်တဲ့သူတွေအားလုံးဟာအလီပိုင်တွေရှိနေပါတယ်ဘသူကလိန်နေမှန်းကိုလက်ရှိမှာတော့မသိရသေးပါဘူးအာလီနာဟာအဲ့ဒီကျွန်းကိုခင်ဖို့နဲ့မွေးစားသမီးနဲ့အတူရောက်လာတယ်မိသားစုနဲ့ဝေးမှာ2 နာရီကြာအောင်သွားပြီးနေပူစာလှုံတဲ့အချိန်တွင်တည်ဆုံသွားခဲ့တာဖြစ်ပါတယ်။စုံတောင်းတဲ့ဟိုတယ်ပိုင်ရှင်ဟာခင်ဖြစ်ရနေရာကိုရောက်လာပြီးစစ်ဆေးကြတယ်။တည်ဆုံရတဲ့အကြောင်းရင်းကတော့လေပင်ညှစ်သက်ခံရတာပါ။နောက်မှရှိတဲ့ကူထဲကိုသွားကြည့်တဲ့အခါစိန်တုနဲ့ရမွေးတုကိုတွေ့ရတယ်။လူသက်သမားဟာအာလီနာကိုကူထဲမှာတက်ပြီးကမ်းခြေပေါ်မှာထားခဲ့ကြောင်းသူမက17 နာရီနဲ့12 နာရီကြားမှာအသက်ခံခဲ့ရကြောင်းသုံးသပ်တယ်။ဟိုတယ်ရဲ့စီးပွားရေးကိုထိခိုက်မှစိုးရိမ်တဲ့အတွက်ဟိုတယ်ပိုင်ရှင်ဟာသတင်းမလွှင့်ဖို့ရဲမခေါ်ဖို့တောင်းပန်တယ်။ဆောင်းနောက်ကဟိုတယ်ပိုင်ရှင်နဲ့သဘောတူညီမှုရယူပြီးတဲ့နောက်လောင်းကိုတွေ့ခဲ့တဲ့ပက်ထရစ်နဲ့ဆုံတဲ့ပက်ထရစ်နဲ့သူ့ရဲ့ဇနီးခရစ်စတင်းဟာမကြခင်ကပဲဟိုတယ်ကိုလာသေးခဲ့တယ်ခရစ်စတင်းကအင်မတန်မှအေးအေးဆေးဆေးရှိတဲ့မျိုးသမီးတစ်ယောက်ပါပက်ထရစ်ကတော့သူနဲ့တွေ့သမျှမျိုးသမီးတွေကိုဖွင့်ချောင်းလေးရှိတယ်အာလီနာနဲ့တွေ့တဲ့အခါမှာလည်းသူ့မိန်းမရှိမှတင်ပုတိပုတ်သက်တွေလုပ်တယ်တနေ့မှာအာလီနာကဟိုတယ်မှာမရှိတာကိုပက်ထရစ်သိသွားပြီးတဲ့နောက်ကမ်းခြေမှာရှိလို့ရှိညာသွားရှာပေးမယ်သူမရဲ့ရိပ်ရောင်ကိုမတွေ့ခဲ့ရပါဘူးတော့တက်ထားတဲ့14ကိုကြည့်ခြင်းအပြင်အာလီနာရှိနေမယ့်နေရာကိုခံမှန်းလို့ရခဲ့တယ်ဒါကြောင့်မို့လို့ပက်ထရစ်ဟာအာလီနာစီကိုသွားဖို့ကြံနေတော့ရန်တာကလာတာတယ်သူမကလွန်ခဲ့တဲ့နိုင်ပိုင်းတုန်းကအာလီနာဟာဟိုတယ်ကနေထွက်ခွာသွားကြောင်းပြောပြတယ်အခုပက်ထရစ်ကပါလိုက်သွားမယ်ဆိုတော့သူတို့နှစ်ယောက်ကြားမှာတခုခုရှိတယ်လို့ထင်နေတာကြောင့်သူပါလိုက်သွားခွင့်တောင်းတယ်နှစ်ယောက်သားကမ်းခြေကိုရောက်တဲ့ချိန်အာလီနာနဲ့ဆုံတယ်ပက်ထရစ်ကအာလီနာကိုသွားကြည့်တဲ့အခါလေပင်ညှစ်ခံရပြီးကြောင်းကိုသိလိုက်ရတယ်ဒါတွေအားလုံးကိုပက်ထရစ်ကစုံတော်ကြီးကိုရှင်းပြတယ်စုံတော်ကြီးကအာလီနာရဲ့မိသားစုဝင်တွေစီမေးခွန်းသွားမိတယ်ပထမဆုံးယောက်ျားကိုစစ်မိတဲ့အခါအာလီနာဟာသူ့ရဲ့နာမည်ကြီးမှုနဲ့လှပကိုအသုံးပြုပြီးပေါ်စည်းကနေအမြဲတမ်းဆက်ဆံလေးရှိသူဖြစ်ကြောင်းပြောပြတယ်မွေးစားသမီးကိုလည်းဆိုးဆိုးရွားရွားဆက်ဆံပြီးနေ့တိုင်းယောက်ျားတွေနဲ့ပတ်ရှုပ်ကယောက်ျားဖြစ်သူကိုလည်းလုံးဝရေးမဆိုင်ပါဘူးအာလီနာတည်ဆုံတဲ့ချိန်12 နာရီတုန်းကယောက်ျားကဟိုတယ်ပိုင်ရှင်နဲ့အတူတူအားကစားလုပ်နေခဲ့တယ်အာလီနာကိုခင်မင်းဖြစ်သူကတတ်တာမဟုတ်ရင်မွေးစားသမီးလို့ထင်တဲ့အတွက်14 နှစ်အရွယ်သမီးငယ်ရှိတဲ့အခန်းထဲကိုသွားတယ်။သမီးကတော့အာလီနာရဲ့ဖိနှိပ်ခြင်းကိုတစ်ချိန်လုံးခံခဲ့ရကြောင်းနဲ့သူ့ကိုယ်သူဆင်နွှဲလာလို့မှတ်ယူမိကြောင်းပြောတယ်။အခုလိုမျိုးတည်ဆုံသွားရတဲ့သတင်းကိုကြားတော့လေဝမ်းမနေပါဘူး။သူ့ရဲ့မွေးစားအမေကိုတပ်ပစ်ချင်ပေမဲ့တခါမှမလုပ်ခဲ့ပါဘူး။လူတန်းမှုမဖြစ်ခင်တရက်လိုကသူနဲ့ခရစ်စတင်းတို့ဟာဂျီတူတူဆွဲဖို့ချိန်ထားခဲ့တယ်။အဲ့ဒီတုန်းက17 နာရီနဲ့12 နာရီကြားမှာခရစ်စတင်းနဲ့အတူတူရှိနေတယ်။ကလေးမလေးတယောက်ဟာရွေရောက်ပြီးသားမိမတယောက်ကိုလူတူတူတက်ဖို့ဆွဲဆောင်တာမဖြစ်နိုင်ကြောင်းဆုံနောက်ကသုံးသပ်တယ်။ဒါကြောင့်မို့မွေးစားသမီးဟာလည်းလူသက်သမားမဖြစ်နိုင်ကြောင်းကောက်ချက်ချတယ်။နောက်ထပ်စုံစမ်းဖို့လှည့်ကျလာသူကတော့ဟိုတယ်ပိုင်ရှင်မှာဟိုတယ်ပိုင်ရှင်ဟာအာလီနာနဲ့ဆဆရရကိုရှင်ပြိုင်နေ။နေပေါင်းများစွာတည်ခဲ့ပေမဲ့တယောက်နဲ့တယောက်အမြင်မကြည်တဲ့ပြင်ဟိုတယ်ပိုင်ရှင်ဟာအာလီနာရဲ့ယောက်ျားကိုစိတ်ဝင်စားနေတယ်။ခင်ဖြစ်တဲ့နေ့မှာသူကတောင်ကုန်းပေါ်ကိုလမ်းလျှောက်ထွက်တယ်။အဲ့ဒီချိန်မှာအာလီနာဟာတယောက်တည်းကမ်းခြေမှာနေပူစာလှုပ်နေတာတွေ့လိုက်တယ်။ယောက်ျားတယောက်ကိုမြှူဆွဲဖို့စောင့်နေတယ်လို့ထင်တာကြောင့်အချိန်တော်ကြာအောင်ချောင်းကြည့်နေလိုက်တယ်။ဘယ်ယောက်ျားမှရောက်မလာပဲနေပူစာလှုံနေကမှဟိုတယ်ကိုပြန်လာပြီးအာလီနာယောက်ျားနဲ့အားကစားလုပ်ခဲ့တာပါ။သူ့စကားအရအာလီနာဟာအဲ့ဒီမှာတယောက်တည်းဆက်လီနဲ့ကမ်းခြေကိုထွက်ခဲ့ကြောင်းဆုံနောက်ကကောက်ချက်ချတယ်။ဒါအပြင်သူရောက်နေတဲ့နေရာကိုဘယ်သူမှမပြောဖို့လည်းမှားခဲ့ပါသေးတယ်။အဲ့ဒီတုန်းကအာလီနာကသူ့ဘယ်နေရာကိုသွားကြောင်းလဲဘယ်သူမှမပြောပြခဲ့ပါဘူး။လူသက်သမားဟာသူ့နောက်ကိုလိုက်ပြီးတတ်ခဲ့တာပဲဖြစ်မဲ့လို့တွေးမိတယ်။ဆုံနောက်ဟာလူသက်သမားဖြစ်ခရစ်စတင်းကိုတန်တရားဝင်လာတယ်ခရစ်စတင်းကပုံရောင်ချေဖို့အတွက်မွေးစားသမီးဟာကမ်းခြေမှာ post ပေးစရာမလိုခဲ့ပါဘူးဒါပေမဲ့ခရစ်စတင်းကတော့ model ဖြစ်ခေါ်သွားတာမဟုတ်ဘဲရောင်ချေတာကိုအချိန်စောင့်ကြည့်ပေးခိုင်းတာလို့ဖြစ်ရှင်တယ်12 နာရီမတိုင်ခင်ပစ္စည်းတွေကိုထုတ်ပိုးပြီးသူပြန်တဲ့အခါမွေးစားသမီးကတော့ရေကူးကြံခဲ့တယ်17 နာရီလောက်မှာဟိုတယ်ပိုင်ရှင်စီကိုပြေးလာပြီးတော့အားကစားလုပ်တာလာကြွိုင်းနေစုံနောက်ကလည်းသူတို့ထွက်ဆိုချက်တွေအောက်မှာခေါင်းတော်စားနေတယ်အဲ့ဒီတုန်းကအာလီနာကိုတွေ့ခဲ့တဲ့ငါးဖမ်းသမားတယောက်ရှိပါတယ်သူကလှီလော်ရင်းနဲ့မွေးစားသမီးရေကူးတာကိုတွေ့ခဲ့တယ်ခေါင်းကိုဖွားဖွားလေးရိုက်ခါစားလိုက်ပြီးတဲ့နောက်ခရီးဆက်တဲ့ချိန်ပလင်းတစ်ခုကသူ့အနားကိုကျလာတယ်အပေါ်ကိုကြည့်လိုက်တဲ့အခါဘသူ့ကိုမှမတွေ့ရပါဘူးအဲ့ဒီချိန်ခရစ်စတင်းကဘယ်နေရာရောက်နေမလဲလို့တွေးမိတယ်ဘာဖြစ်လို့လဲဆိုတော့မွေးစားသမီးရေကူးနေတော့ခရစ်စတင်းကလက်ဝဲရမ်းပြီးနှုတ်ဆက်ခဲ့တယ်လို့ထွက်ဆိုထားခဲ့လို့ပါတနေ့လုံးသူစုံစမ်းလို့ရသမျှအသေးလိုစားတွေကိုစုစည်းပြီးတစုံတစ်ခုကိုကောက်ချက်ချတယ်တန်တရားရှိသူအားလုံးကိုခေါ်တွေ့ပြီးတဲ့နောက်ပက်ထရစ်နဲ့ခရစ်စတင်းတို့လင်များကိုလူသက်သမားလို့ထင်ကြောင်ပြောတယ်ကမ်းခြေမှာနေပူစာလုံနေတဲ့အာလီနာကိုဂူထဲခေါ်ပြီးခေါင်းကိုဆော့ပလော့တီးတယ်အဲ့ဒီမှာမွေးစားသမီးရဲ့နာရီကိုချိန်နှိထားပြီးချိန်မှန်ပြတဲ့နာရီကိုတော့သူမလက်မှာဝစ်ထားတယ်သူမက12 နာရီမှာကောင်မလေးကိုလက်ဝှေ့ရမ်းပြီးနှုတ်ဆက်ခဲ့တယ်လို့ပြောတယ်ဒါပေမဲ့သူ့ကိုခေါ်တဲ့အတန်ကိုသမီးလေးကမကြားခဲ့ပါဘူးအဲ့နောက်ပိုင်းမှာခရစ်စတင်းကဟိုတယ်ကိုမပြန်ဘဲအာလီနာခေါင်းကိုသွားထုတယ်အာလီနာရဲ့ဝတ်စားတွေကိုဝတ်ဆင်ပြီးတဲ့နောက်ကမ်းခြေပေါ်မှာလေးလျောင်းနေအာလီနာရဲ့ခန္ဓာကိုယ်ကိုစတွေ့တဲ့သူကပဲထွက်ပါပဲရန်တာကအနာကိုမသွားတဲ့အတွက်ကမ်းခြေမှာလေးလျောင်းနေတဲ့အလောင်းဟာအာလီနာမျက်နှာလားခရစ်စတင်းမျက်နှာလားဆိုတာမမြင်ခဲ့ရပါဘူးရန်တာကအကူကြီးခေါ်ဖို့ဟိုတယ်ကိုပြန်တဲ့ချိန်ခရစ်စတင်းကဟိုတယ်ကိုမြန်ပြန်တယ်ကူတဲကအာလီနာကိုတေအောင်မတက်ခင်စိန်စစ်ကိုယူပြီးသူ့ကိုထားခဲ့တယ်အခုမှပဲရာအလုံးကယုတ်တိရှိလာတယ်
သူမရဲ့ညိုရောင်အသားရည်နဲ့အာလီနာရဲ့ဖြူရောင်သားရည်ကမတူကြောင်ပြောကခရစ်စတင်းကဖြစ်ရှင်တယ်တကယ်တော့ဖြူရောင်စင်မုံတွေကိုယူလာပြီးလိမ့်လိုက်ခါပုံနေတဲ့ဟာတွေကိုပလင်းနဲ့ထည့်ပြီးရေထဲကိုလွတ်မြစ်ခဲ့တာဖြစ်ကြောင်းသုံးသပ်ပြလိုက်တယ်ဟိုတယ်ကိုပြန်ရောက်တော့ရေမြန်ချိုးပြီးကစားကွင်းကိုသွားတယ်သုံးသပ်လို့ရရုံသာဖြစ်ပြီးတက်သိမတွေ့တဲ့အတွက်ဖန်စီရခက်နေတယ်ဒါနဲ့ပဲသူတို့လင်များကထုပ်ပိုးတွေပြင်ဆင်ပြီးဟိုတယ်ကနေပြန်ဖို့လုပ်တယ်အဲ့ချိန်မှာပဲစုံနောက်ကဘက်ထရစ်ကိုတားပြီးမိချစ်တောင်းတယ်မိချစ်ကိုမပေးနိုင်တဲ့အခါဆေးတံကိုယူပြီးအထက်ကဆေးတွေကိုထုတ်ကြည့်လိုက်တဲ့အခါအာလီနာရဲ့ပျောက်ဆုံးသွားတဲ့စိန်လုံးကြီးကိုတွေ့လိုက်ရပါတော့တယ်အခုတော့ဘက်ထရစ်တို့လင်များလည်းဘာမှမပြောနိုင်တော့ပါဘူးစုံနောက်တို့ကဘက်ထရစ်တို့လင်များကိုဖမ်းဆီးပြီးဆက်လက်ကြီးနဲ့ရဲစခန်းကိုခေါ်သွားရင်းဒီဇိုင်လန်လင်းကဒီမှာနေမဲ့ခန်းရက်သွားပါတော့တယ်နောက်နေ့တွေမှာတင်ဆက်မဲ့ဗီဒီယိုကောင်းကောင်းလေးတွေကိုကြည့်ရှုဖို့အတွက် channel ကိုပြန်လာဖို့ဖိတ်ခေါ်လိုက်ပါတယ်